အားလုံးပဲမင်္ဂလာပါကျွန်တော်သတင်းလိုင်းဝဲမှာကျွန်တော်ဒီနေ့မှာအခန်းထဲမှာရှိတဲ့လေထုညဉ့်ညံမှုအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်တို့မိုးရင်းရောက်နေပြီဆိုတော့ဘာလို့သတိထားမိမလဲဆိုတော့ကျွန်တော်အခန်းတွေထဲဝင်လိုက်ရင်အထူးသဖြင့်တော့လူမနေတာကြားတဲ့အခန်းပိတ်ထားတာအရန်ကြာနေတဲ့အခန်းတွေပါတယ်ပေါ့နော်အခန်းထဲဝင်လိုက်ရင်ကျွန်တော်အောက်တူတူအနှံ့ကြီးကိုရတာမျိုးတွေ့လိုက်တယ်အဲ့အောက်တူတူအနှံ့ဘာလို့ဖြစ်တာလဲဆိုတော့အထူးသဖြင့်ပေါ့နော်သူကလေဝင်လေထွက်မရှိဘူးပိတ်ထားလဲကြားတယ်လူလည်းမနေဘူးနောက်တစ်ခါအဆိုဓာတ်ကလည်းများနေအထူးသဖြင့်ပေါ့ဒီလိုမျိုးမိုးရသည်လိုမျိုးအဆိုဓာတ်ကလည်းများနေပြီဆိုတဲ့အချိန်မှာအဲ့အခန်းထဲမှာကျွန်တော်မှုတွေပေါက်ဖွားနေတတ်တယ်ဆိုတော့ကျွန်တော်တို့ထင်တာကလေထုညဉ့်ညံမှုဆိုတာကအပြင်မှာပဲဖြစ်တာမျိုးလို့ကျွန်တော်တို့ထင်တာအပြင်ထွက်လိုက်တော့မှကျွန်တော်လေထုညဉ့်ညံမှုနဲ့ကြုံရတယ်ဆိုတာမျိုးကိုကျွန်တော်တို့တွေးကြတယ်တကယ်တမ်းကျတော့မဟုတ်ဘူးကျွန်တော်တို့အခန်းထဲမှာလည်းကျွန်တော်တို့လေထုညဉ့်ညံမှုရှိနေနိုင်အထူးသဖြင့်ဒီလိုမျိုးအခြေအနေမျိုးဆိုရင်ပေါ့ကျွန်တော်တို့တော်တော်များများကအခုချိန်ထိ work from လုပ်နေကြတဲ့သူတွေရှိတယ်အိမ်မှာပဲနေတာများတဲ့သူတွေရှိတယ်တချို့ရုံသွားတယ်ဆိုရင်လည်းရုံမှာလည်းအခန်းကအလုံးပိတ်အခန်းနဲ့နေကြတာများတယ်ပေါ့ဒီလိုမျိုးအခန်းနေတဲ့မှာကြာရင်အထူးသဖြင့်အဲ့လိုအလုံးပိတ်နေတဲ့ဒီ air circulation ပေါ့လေဝင်လေထွက်မကောင်းဘူးဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အထဲမှာလေထုညဉ့်ညံမှုဖြစ်နိုင်တယ်အဲ့ဒီလေထုညဉ့်ညံမှုကဘယ်ကနေဖြစ်လဲဆိုတော့ဆိုကြလို့ကျွန်တော်အခန်းထဲဆိုပေမဲ့လည်းကျွန်တော်ဖုံမှုနေရှိရပဲအပြင်ကနေပါလာတဲ့လူတွေမှာပုံနေဖုံနေပါတယ်တဲတွေပါတယ်နောက်တစ်ခါခန္ဓာကိုယ်ကနေပြီးတော့အရေပြားကနေပြီးတော့ကျွန်တော်တည်တဲ့အရေပြား cells တွေပေါ့ cells တွေကလည်းကျွန်တော်တို့ကြွေကြတာမျိုးရှိတယ်ပေါ့နောက် trace ဆန်တွေမွေးထားတာပါရှိတယ်ဆိုတော့သူတို့အမွှေးတွေရှိတယ်သူတို့စီကနေကြားတဲ့တခြားမကောင်းတဲ့အရာတွေရှိပေါ့နော်အညစ်အကြေးတွေပါရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်အခန်းထဲမှာအခုနောက်ပိုင်းမှာဘာလောက်ကြတာများလဲဆိုတော့ချက်ပြုတ်ကြတာပေါ့နော်ဟင်းတွေပါချက်ပြုတ်တယ်အထူးသဖြင့်ဥပမာတိုက်ခန်းလိုနေရာမျိုးမှာပေါ့ဟင်းတွေပါချက်ပြုတ်တယ်ကျွန်တော်မီးခိုးငွေ့တွေရှိတယ်ဆိုရင်ဒီမီးခိုးငွေ့တွေကဒီခန်းထဲမှာပဲလဲပတ်တယ်အဲ့တော့ဒီလိုမျိုးမီးခိုးငွေ့တွေရှိမယ်နောက်တစ်ခုကတချို့ကြောက်လဲအခုဆိုရင်မီးပြတ်တာများတယ်ဆိုရင်တက်နေနှိုးရင်လဲဒီကနေပြီးတော့အငွေ့တွေထွက်တာမျိုးရှိတယ်ဒီတော့ကြောင့်ကျွန်တော်တို့အခန်းထဲမှာရှိနေတဲ့ဆိုမေပဲလေကျွန်တော်လေထုညဉ့်ညံမှုကဖြစ်နိုင်သေးတယ်ကျွန်တော်ထင်ထားတာအပြင်မှာပဲရှိတယ်လို့ထင်တာမဟုတ်ဘူးကျွန်တော်အခန်းထဲမှာလည်းလေထုညဉ့်ညံမှုကရှိနေနိုင်တယ်ဆိုတော့ဒီလိုလေထုညဉ့်ညံမှုကခန္ဓာကိုယ်ပေါ်မှာဘယ်လိုတက်ရောက်မှုတွေရှိလဲဆိုပထမဆုံးကျွန်တော်တို့သိတာကတော့ဗျာအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေအရန်ဖြစ်ကြတယ်အခုနောက်ပိုင်းမှာဆိုကျွန်တော်ဘာကိုသတိထားမိလဲဆိုတော့ကလေးတွေပေါ့ကလေးတွေမှာမွေးကလေးကနေပြီးတော့ဒီလိုမျိုးရင်ကျက်ပန်းနာပါလာကြတဲ့ကလေးတွေအများကြီးဖြစ်နေတာကျွန်တော်တွေ့ရတယ်နောက်တစ်ခုကဓာတ်မတည့်တဲ့ပြဿနာပေါ့ဓာတ်မတည့်တဲ့ပြဿနာတွေအရန်ဖြစ်တယ်အသက်ရှူမဝတာတို့เนาะအသက်ရှူကျက်တဲ့ပြဿနာတွေဒါကိုအရန်ကြုံရတယ်ဒီကနေနောက်ဆက်တွဲမှာကျွန်တော်ဘာဖြစ်လဲဆိုတော့နှလုံးယောဂလိုမျိုးပြဿနာတွေကင်ဆာလိုမျိုးယောဂတွေပါကျွန်တော်ဖြစ်နေနိုင်တယ်အဲ့တော့ကိုကတော့ထင်တာကအိမ်ထဲမှာပဲနေတာပဲငါတို့ဘာပြဿနာမှမဖြစ်နိုင်ဘူးလို့ထင်မိမယ်ကျွန်တော်အိမ်ထဲမှာရှိတဲ့အခန်းထဲမှာရှိတဲ့လေထုညဉ့်ညံမှုကြောင့်ခုနပြောတဲ့ပြဿနာတွေသွားပြီးဖြစ်နေနိုင်တယ်ကျွန်တော်တို့ကဒီဟာကိုဘယ်လိုဖြေရှင်းကြမလဲပထမဆုံးကတော့ကျွန်တော်လုပ်နိုင်တာကဒီလေထုညဉ့်ညံမှုကို short ချမီးခိုးငွေ့တွေ short ချလို့ရတယ်ဘယ်လိုမျိုးနည်းလမ်းလဲဆိုတော့ကျွန်တော်တို့ကအခုဆိုရင်ခြင်ကြိုက်တယ်ကလေးတွေသွေးလင့်တကွေးရာသီလည်းဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးတွေကစိုးရိမ်ကြတယ်အဲ့ခြင်ကြိုက်တယ်ခြင်သေးခွေထွန်းတယ်ဒီခြင်သေးခွေကလေဝင်လေထွက်မကောင်းတဲ့အခန်းထဲမှာသူကတစ်ချိန်လုံးလေပတ်နေပြီးတော့ဒီအငွေ့တွေကိုပဲကျွန်တော်တို့တစ်ချိန်လုံးရှူနေရတယ်ခြင်သေးခွေခြင်တွေအတွက်မကောင်းသလိုလူတွေအတွက်လည်းမကောင်းလူတွေမှာအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်ပြီးတော့သွားပြီးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကအငွေ့ထွက်တဲ့မီးခိုးငွေ့ထွက်တဲ့ဟာတွေကိုကျွန်တော် short ချမယ်ခြင်သေးခွေထွန်းတာတို့နော်နောက်တစ်ခုကအမွှေးတိုင်ထွန်းတာဆစ်လိတောက်တာတို့အိမ်ထဲမှာချက်ပြုတ်တာပေါ့နော်ဒီထင်းတို့မီးသွေးတို့သုံးပြီးချက်ပြုတ်တာတွေနောက်တစ်ခါမီးဆက်တို့ပါတို့အငွေ့ထွက်တဲ့အငွေ့များထွက်တဲ့အရာတွေကိုအိမ်ထဲမှာအသုံးပြုတာကိုကျွန်တော် short ဒါကမီးခိုးငွေ့ကို short ချခြင်းပေါ့နော်နောက်တစ်ခုကကျွန်တော်အိမ်ထဲမှာဗာလေးဆိုတော့အပင်လေးတွေစိုက်လို့ရတယ်ကျွန်တော်တို့အပင်တွေကသူဘာလုပ်ပေးလဲဆိုတော့လူတွေအတွက်မကောင်းတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုသူကယူပြီးတော့သူတို့အစာချက်တဲ့နေရာမှာသုံးပြီးတော့သူအောက်ဆီဂျင်ပြန်ပြီးတော့ထုတ်ပေးတယ်နောက်တစ်ခုကကျတော့ခုနပြောတဲ့ဒီအခန်းထဲကလေထုညဉ့်ညံမှုကိုကျွန်တော် short ချဖို့အတွက်ဆိုရင်ကျွန်တော် aircon သုံးလို့ရတယ် aircon ကသူ့မှာပါတဲ့ function တစ်ခုမှာပါလဲဆိုတော့သူကလေထုညဉ့်ညံမှုကို short ချပေးနိုင်တဲ့ဟာတစ်ပါတယ်အထူးသဖြင့်ပေါ့ကျွန်တော်သိသလောက်ဆိုရင် Panasonic ဆိုရင်သူကဘာပါလဲဆိုတော့ Nano EX ဆိုတဲ့နည်းပညာတစ်ခုပါတယ်အဲ့ Nano EX ဆိုတာကသူက Panasonic တစ်ခုထဲမှာပဲပါတဲ့ဟာမျိုးပေါ့နော်တခြား aircon တွေမှာမပါဘူးကျွန်တော်သိတဲ့ဟာကိုပြပြတာဆိုတော့ तू ကဘာလုပ်ပေးလဲဆိုတော့ तू ကလေတဲကို तू ကအရန်သိမ်းငယ်တယ်ပေါ့မျက်စိနဲ့မမြင်ရတဲ့ရေမှုန်လေးတွေ तू ထုတ်ပေးလိုက်တယ်အဲ့ရေမှုန်လေးတွေကလေတဲကိုလွင့်သွားပြီးတဲ့အခါကျရင် तू အခန်းထဲမှာရှိတဲ့မကောင်းတဲ့ဓာတ်တွေပေါ့ဥပမာဖုန်တွေရှိမယ်သဲတွေရှိမယ်ဘက်တီးရီးယားတွေ virus တွေရှိမယ်ဒီလိုမျိုးမကောင်းတဲ့ဓာတ်တွေကို तू ကနေပြီးတော့ပေါင်းချပလိုက်တယ်ရေလေးပေါင်းပြီးတော့ तू neutralize လုပ်ပေးလိုက်တယ် तू ကဒါကိုဘေးရန်တွေမဖြစ်စေအောင်လို့ तू ပြန်ပြီးတော့ပြန်ထုတ်ပလိုက်တယ်ဆိုတော့ဒီရေမှုန်လေးတွေရဲ့ကောင်းကျိုးနဲ့ဆိုရင်ခုနပြောတဲ့ကိုလူကိုအနေဖြစ်စေတဲ့ဓာတ်တွေကိုသူကတခါတည်းပေါင်းပြီးတော့အဲ့ဒါတွေခြေဖြတ်ပေးလိုက်တဲ့အခါကျတော့ဒီအခန်းထဲမှာခုနပြောတဲ့ဓာတ်တွေမရှိတော့ဘူးကျွန်တော်ပြန်ပြီးတော့ချုပ်ပြောရရင်တော့လေထုညဉ့်ညံမှုဆိုတာကအပြင်မှာရှိတာမျိုးမဟုတ်ဘူးအခန်းထဲမှာလည်းကျွန်တော်ရှိတတ်တယ်အခန်းထဲမှာရှိတဲ့လေထုညဉ့်ညံမှုတွေကြောင့်ခုနပြောတဲ့ယောဂအများကြီးဖြစ်တတ်တယ်ဒါကိုကာကွယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မီးခိုးငွေ့တွေ short ချမယ်နောက်တစ်ခါအခန်းကိုလေဝင်လေထွက်ကောင်းအောင်ပေါ့နေ့လည်းနေကင်းစိဆိုရင်အခန်းတကားတွေဖွင့်ထားတာလေဝင်လေထွက်ကောင်းအောင်လုပ်တဲ့နည်းလမ်းကိုကျွန်တော်သုံးလို့ရတယ်နောက်တစ်ခါ indoor plants လေးတွေပေါ့အိမ်ထဲမှာ
ထားလို့ရတဲ့အပင်လေးတွေကျွန်တော်သုံးလို့ရတယ်နောက်ဆုံးတစ်ခုကတော့ aircon သုံးလို့ရတယ် aircon သုံးတဲ့အခါမှာတော့ခုနပြောတဲ့ Panasonic လိုမျိုး Nano EX လိုမျိုးပါတဲ့ aircon သုံးရင်တော့ကျွန်တော်ပို့ပြီးအဆင်ပြေတာပေါ့ဒါကကျွန်တော်ပြောခဲ့တာကအခန်းထဲမှာရှိတဲ့လေထုညဉ့်ညမ်းမှုအကြောင်းနဲ့အဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်းမှာကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Panasonic